ဆိုင်ကိုဆန်ဆန်ကာရီတာတွေနဲ့ဒေဗဂျီကာဟာပထမကမ္ဘာစစ်ကြီးမစတင်ခင်၄နှစ်လိုလောက်ကပြင်သစ်ပြည်ကြီးရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကြက်တဲတွေကြားကပြည်သူလူထုတွေရဲ့ဘဝကိုမိမောင်းထိုးပြခဲ့တဲ့အမေရိကန်ပကြီးဆရာအဝါဟော်ပါရဲ့ဆွာဘလူးလို့ခေါ်တဲ့ New Realism ပကြီးကားတစ်ချက်ပါတတိတခြားစီဖြစ်လို့နေခဲ့တဲ့ပကြီးကားတွေကကာရီတာတွေဟာဆိုရင်ပထမကမ္ဘာစစ်ကြီးရဲ့အရေးအယောင်ငွေတက်တွေကိုစတင်ပြီးတော့ခန်းစားလို့နေကြရပါတယ်ပကြီးကားထဲမှာထင်ရှားတဲ့အဖြူရောင်လူပြက်ကာရီတာဟာဆိုရင်ပကြီးဆရာအဝါဟော်ပါကိုယ်တိုင်ဖြစ်ပြီးတော့ပြင်သစ်ပြည်ပါရီမြို့မှာလည်း1910ခုနှစ်အထိ၄နှစ်ကြာမြနေထိုင်ခဲ့သွားသူပဲဖြစ်ပါတယ်ပထမကမ္ဘာစစ်ကြီးစတင်ချိန်1914ခုနှစ်ရောက်မှာတော့အမေရိကန်မြေကိုပြန်လည်ရောက်ရှိလုပ်နေခဲ့ပြီဖြစ်တဲ့အဝါဟော်ပါဟာတိတ်ဆိတ်စွာနဲ့အထီးကျန်လွန်လာတဲ့ပါရီမြို့ရဲ့ကပေးတန်လေးတစ်ခုကနောက်ဆုံးမြင့်ငွေလေးတစ်ခုကိုလူပြည့်တယောက်နေရာကနေပုံဖော်လုပ်သွားခဲ့ပါတယ်ပကြီးပညာရဲ့အယောင်ဝါဟာတာမှာတော့လင်းအားနေပြီးလှုပ်ရှားမှုမရှိတဲ့အပြာရောင်တွေဟာတိတ်ဆိတ်ရင်သက်ခြင်းနဲ့အေးချမ်းခြင်းကိုပူစားပြုတယ်ဆိုပေမဲ့တစ်ဆက်တည်းမှာလည်းဝမ်းနည်းခြင်းနဲ့အထီးကျန်ခြင်းကိုဖြစ်ပေါ်နေစေတယ်ဆိုတဲ့အကြောင်းဒေဗဂျီကားလေးထဲမှာတွေ့မြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်